ပြဿနာတွေကတော့စပြီးကြောက်ခိုင်းအမင်းတို့ပြောရလေတုံးပြန်မှုတွေကတော့လာတော့မယ်ဆိုတို့ကဘာလို့ကြောင်ရုံးပြန်မယ်ရုံးကလည်းအချိန်ကိုတိပြီးတော့ပါအေးပြန်မယ်ကွာလိုင်းပေါ်လည်းတည်းတော်တော်စုံနေတက်တော့ရောက်နေဒီမှာကွာလိုင်းပေါ်မှာလည်းသတင်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လန်ကီလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှအောင်ချနေကြတယ်ငါ့ရဲ့အချိန်အဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူးအေးလေဟဲ့ကွန်မန့်နေရှောက်မှန်းမနေနဲ့ဦးမင်းအစဲခံနေရအောင်မယ်အေးပါမမှတ်ပါဘူးကွာအေးကွာအဲ့ဒါတွေကလည်းတစ်မျိုးငါတို့တွေကလည်းအစဲခံမှာဆိုလို့မျိုးသိပ်ထားတာတွေများနေပြီကွာလူတွေကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေတော့ပဲငါတို့လည်းဘယ်လိုပြောအောင်မှမသိတော့အေးကွာဦးကြီးလာဦးတော်နိုင်လည်းပါလာတာဟုတ်အေးကွာငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်နေတာကိုကြီးချီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်အောင်ပါမလားဒီမှာကျွန်တော်တငယ်ချင်းတွေပါလာတယ်သူကတော့ကြောက်ခိုင်းသူကတော့ဒုက္ခတဲ့ဟုတ်ကဲ့ပါဗျဦးညီနဲ့တော့မိတ်ဆက်ပြီးပါပြီဟုတ်တယ်နော်ပြောတော့ပြီဟိုကလေဒီမှာအေးဆေးပဲမို့လားမင်းတို့တော့ကြာနေဦးမှာဩအရန်တော့လည်းမကြပါဘူးအလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာမင်းတို့လည်းမိတ်ဆက်ပြီးရအောင်မယ်ဒါကတော့ငါတို့ရဲ့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာလေဟုတ်ကဲ့ပါကျွန်တော်တော်တာပါဟုတ်ကဲ့ပါဗျာဦးလေးရွာမောအေးဆေးပဲအေးဆေးပဲလားဆိုတော့လေအေးဆေးလို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မစုံတော့ဘူးကွာသူတစ်ပြည့်လူငယ်ပိုင်းတွေပေါ့လူငယ်တွေမစုံတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ဘူးကိုကျော်ခိုင်တခြားရွာတွေပါမစုံတော့တာလိုင်းပေါ်တော့လည်းသတင်းရလည်းစုံနေရပါပဲအခုဦးညီတို့ရွာတော်မှာလိုင်းပေါ်မှာပြာကျနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရတယ်ဒီကောင်ရွာနဲ့အဆက်အသွယ်ရတယ်အဲ့တော့မှတော်ပါသေးတယ်ဗျာရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနငါပြောသလိုလူငယ်ပိုင်းပေါ့အလုပ်သွားလုပ်မယ်ဆိုပြီးပျောက်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော့ဘာတွေညာတွေဖြစ်တော့တော်ရဲသွားမယ်ဆိုတော့ငါမလည်းထန်ထိန်လာတာဟဲ့မင်းတော်ရဲဘာသွားလို့အဲ့ဒါလေနားယောင်တာအေးနားယောင်တာ
ဟိုကောင်စံခဲတို့သုံးကြောင့်ဒီကောင်မှနားရောက်သွားတာ ဆိုင်ကြီး ဟုတ်တယ် ဘာထူးလဲရော ဘာမှမထူးအကြောင်းလည်းမပြန်ဘူး တိရအကြောင်းပြန်တယ်လို့ပြောအောင်မင်းကိုဆက်သွယ်မဲ့လူပါအောင်အကောင့်ဆက်သုံးလို့ ဟာသူလည်းငါ့လိုအကောက်တူကွာ အကောင့်ဘာလို့မင်းဘလို့ပြန်လာတော့လို့ဆောက် ဒါပေမဲ့သူတင်တဲ့သတင်းတွေကအကုန်မှန်တယ်လေ ဩမင်းကလည်းမင်းတော့မှလေအကောင့်တူတွေနဲ့ဟိုအချင်းငက်သူလေးတို့ဘာလို့မင်းလှုပ်ပြီးလှုပ်နေရ အ လဲ ကောင့်ပေါင်းဆောင်နဲ့ တစ်ဖက်ကရောမင်းကိုအကောင့်စစ်ချပြမှာလားဟဲ့ငတုံးက ဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်တယ်အများကြီးပဲရတယ်လေ ဘေးပေါ့ဟိုလိုက်တယ်အများကြီးရတော့ကွာရောဒါပေမဲ့ဟို၄နှစ်တာကာလအတွင်းမှာလေအမေရိကကိုသွားတဲ့လူလို့အော်စီကိုသွားတဲ့လူလို့အကုန်လုံးတော့အဆင်ပြေနေပြီနော် အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေ ဘာပြောလဲ ဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်ရဲသွားပြီးလက်တောင်းချောင်းထောင်လိုက်ရင်ပြီးနေပြီ မင်းတို့ညပါဇက်ပိတ်ထားလိုက်မင်းတို့ညလုံးပါဇက်ကိုပိတ်ထားလိုက် ဘာပြော ဟမ်ငါအစိုးရတဲ့တော်တဲ့ကိုသွားပါမယ်ပြောတော့မွေးကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ပေါ့ဟိုတော်တဲ့ကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲငါကြားထားတဲ့သတင်းအရာလေနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာတိလားမင်း မင်းကွာအဲ့ဒီဟုတ်လို့လား ပြောလားကိုမင်းတို့သုံးကောင်တိုင်ပတ်နေဟုတ်လားဟမ်ကိုယ်တိုင်လည်းဘာမှမလှုပ်တတ်ဖဲနဲ့ကွာ ဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ် အခွင့်အရေး ဟုတ်တယ် မင်းတို့ငါအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဘာလို့ပြင်မလဲဟမ်ဟောလက်ထဲကိုတနတ်တာထည့်ပေးလိုက်လို့ရတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါပေါ့ ဟုတ်တယ်ဟုတ်တယ် လွယ်လိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုရွေးမလို့ဟမ် လွဲပါတယ်ဗျာလွဲပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ရရှိလို့အဲ့ကောင်ကျွန်တော်ကပြစ်လိုက်မှာပေါ့ အယူဟုတ်အန္တရာယ်ပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်းပြက်မနေဘူးမဲခေါင်းထဲမှာမှတ်ထားဟောတော်ကြောင်တော် ဟောလက်တွေပါပါသွားတယ် ဟောလူကြီးပဲကွာလောက်ပါ ဘာလို့လောက်ပါသေးလဲကွာ မဟုတ်ဘူးကွာတော်လူကြီးပဲ ဒီဘဲရောငါကြည့်နေတာကြာပြီဘာလို့တိုးပြောမှာပြောမင်းတက်ထဲက3ရင်းနဲ့ထွက်လာလို့တော့3ပွင့်နဲ့ထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မလဲမသိဘူးဟုတ်လာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်လေခီးကနေဖြစ်သွားမယ် နေမင်းကဘသူ့ကိုလက်တို့ပါ ငါလိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြဿနာတက်သွားမှာပေါ့ ကိုယ်ကနေတော့ကိုသိတယ်ဟဲ့လား နေစမ်းပါကွာ